ထိုင်းရောင်နေတဲ့မြန်မာနိုင်ငံသားများဒီဗီဒီယိုဖိုင်ကိုအစဆုံးကြည့်ပြီးတော့ဝိုင်း share ပေးပါရှင်เนาะအရေးကြီးပါတယ်ရှင်เนาะထိုင်းနိုင်ငံမှာဆရာမတို့အစဆုံးနားထောင်ဒီဥစ္စာအစနောက်ကဟာရေးကြီးတာပါတယ်เนาะတေချာနားထောင်အောင်မှာဖြစ်တယ်เนาะထိုင်းနိုင်ငံမှာလက်ရှိထိုင်းဘုရင်ရဲ့မေတော်ပေါ့เนาะနဲ့ရွာဆန်သွားတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်သူတို့ထိုင်းနိုင်ငံမှာဆိုရင်တစ်နှစ်တိတိသူတို့ကဝမ်းနေတယ်လို့သိရတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေဆိုလို့ရှိရင်သူတို့ထိုင်းနိုင်ငံအစိုးရဝန်ထမ်းတွေထဲဆိုလို့ရှိရင်သူကတလတိတိပေါ့နော်အနဲ့ရောင်ရဲ့အဖြူရောင်ရဲ့မီးကိုရောင်ရဲ့အဲ့ဒီရောင်၃ရောင်ပဲဝတ်ရတယ်တဲ့ကျန်တဲ့ရောင်ဝတ်လို့မရဘူးပေါ့နော်အဲ့တော့じゃထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအလုပ်လုပ်တဲ့သူတွေစက်ရုံဆင်းတဲ့လူတွေကလည်းအမဲရောင်အဖြူရောင်ဒီမီကိုရောင်ဒီအရောင်ကိုပဲဝတ်ရမှာဖြစ်တယ်ပေါ့နော်အ ਨੇ ဆုံးတစ်ပတ်ပေါ့နော်ကြာလို့ရှိရင်တစ်လလို့ပြောတယ်အဲ့တော့ဆရာမပြောချင်တာမြန်မာနိုင်ငံသားတွေအနေနဲ့စုညံတာတို့အခန်းမှာတောင်းညံတာတို့နော်သူတို့မျက်စိနှာအောင်မနေဖို့ဆရာမဒါလေးလာသတိပေးတာပေါ့နော်အဲ့ဒါမျိုးဆိုရေးယူခံရနိုင်တယ်ပေါ့နော်အပြင်ထွက်ရေးအင်ကြီးတောက်ပြောင်နေမဝင့်နဲ့ငင်းစင်စင်နေရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုအရေးကြီးတာပြောပါမယ်ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားမှမဟုတ်ဘူးဘယ်နိုင်ငံသားမှလောက်ခွင့်မရှိတဲ့အလုပ်28မျိုးရှိပါတယ်အဲ့ဒီအကြောင်းလေးတစ်ချက်ဖတ်ပြပေးမယ်အစဆုံးနားထောင်သွားပေါ့နော်နံပါတ်1ကဗပုလုပ်ငန်းနဲ့ရင်မောင်းလုပ်ငန်းလေလံတင်ရောင်းဝယ်လုပ်ငန်းကြောက်မြက်တဲ့ရတနာလုပ်ငန်းသပင်အလှပြုတ်ပြီးလုပ်ငန်းရက်ကန်းလုပ်ငန်းဖျားလုပ်ငန်းစက်ကူလုပ်ငန်းပပန်းယွန်းလုပ်ငန်းပေါ့နော်ထိုင်းတူရိယာလုပ်ငန်းကြီးတယ်ကနုတ်လုပ်ငန်းရွှေတယ်ငွေတယ်လုပ်ငန်းကြီးတယ်လုပ်ငန်းလည်းပါတယ်ပေါ့နော်ကြီးလုပ်ငန်းပေါ့နော်ထိုင်းရိုးရာအယုတ်ပြုတ်လို့ချင်းလုပ်ငန်းတပိတ်လုပ်ငန်းချီရက်တဲ့လုပ်ငန်းဗုဒ္ဓရုပ်ပွားတော့ထွန်းစစ်တဲ့လုပ်ငန်းပေါ့နော်စက်ကူနဲ့ပိတ်ဖြူလုပ်ငန်းထီလုပ်ငန်းပေါ့နော်ထိုင်းရိုးရာအနှိပ်လုပ်ငန်းပေါ့နော်နောက်ပွဲစား agency လည်းပါပါတယ်နော်ဒါဆက်လက်လိတ်ချင်းလုပ်ငန်းဧလန်းညွန်ဆိုတာဇကပြန်လဲလုပ်လို့မရပါဘူးလမ်းညွန်ဆိုတာဒါကတော့အလွယ်သုံးတာပေါ့နော်ဇကယ်ပြန်ကိုပြောတာဖြစ်ပါတယ်နော်ဇကယ်ပြန်လုံးလို့မရဘူးလို့ပြောတာနော်နောက်ဈေးလှဲ့လေရောင်းချခြင်းလုပ်ငန်းထိုင်းအခရာစီခြင်းလုပ်ငန်းပေါ့နော်ပိုးချီလုပ်ငန်းအတွင်းရေးမှုလုပ်ငန်းဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းတို့ရှေ့နေတရားလူကြီးဒီလိုမျိုးတွေပေါ့နော်သူတို့အဲ့ဒါအပေါ်မှာဝန်ဆောင်မှုလိုက်လို့ပြီးတာမျိုးတွေဒါမျိုးတွေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာဆရာမပြောချင်တာသူတို့ကသတ်မှတ်ထားတာ28မျိုးပဲဒီပေါ်မှာမှသူကကျဲပြန့်ပြီးတော့အကျိုးဝင်တဲ့ဟာတွေဆိုလို့ရှိရင်သူတို့ကခွင့်ပြုထားတာမျိုးမရှိဘူးတချို့ကြတော့ဒီတတ်မှတ်ချက်ကိုပဲသိတယ်အတိအကျရှောင်တယ်ဒါပေမဲ့ तू ကသူ့ရဲ့တတ်မှတ်ချက်မှ तू ကဟိုဟာကျဲပြန့်တဲ့ဟာတွေရှိရဲတချို့အရာတွေပေါ့နော်အခုထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေပွဲစားလုပ်တယ် agency လုပ်တယ်ဝဲစားလုပ်တယ်ဒါတွေကတရားမဝင်ပါဘူးနော်လောက်ခွင့်မရှိတဲ့အလုပ်တွေဖြစ်ပါတယ်နော်ဈေးရောက်တာဆိုရင်လည်းပို့ဆိုးပါတယ်စပင်းတွေပါလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒါကိုဘာလို့ဆရာမပြောတာလဲဆိုအခုကအရင်နဲ့မတူတော့ပါဘူးနောက်ပိုင်းမှာအဖမ်းဆီးတွေကျန်းလာတော့မယ်ထိထိရရောက်ရေးယူဆောင်ရွက်မှုတွေလာတော့မှာပါနော်ဆရာမဟိုအရင်တုန်းကတခါပြောထားပြီးသားဖြစ်တယ်အဲအကြောင်းမို့စရရသတိထားပါလို့နော်သတိထားပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်လို့နော်အဲ့ဒါလို့လာပြောပြပေးတာအရေးကြီးရပေါ့နော်နောက်ထိုင်းနိုင်ငံကိုမြန်မာနိုင်ငံကနေမှလာမဲ့မြန်မာနိုင်ငံသားတွေရှိရဆိုရင်လည်းအခုလောလောဆယ်မလာပါနဲ့လာသမျှအဖမ်းခံနေရတာဖြစ်ပါတယ်နော်သူတို့ကဘယ်လောက်ထိဖမ်းလဲဆိုလို့ရှိရင်ဒီပေါ့နော်ဗာလဲဟိုဟာလေအပေါ်မှာလေဗာလဲမသိဘူးဒုံနဲ့ကြည့်ရပေါ့နော်လမ်းလျှောက်တဲ့လမ်းတွေကတော့အပူချိန်တန်းပြီးတော့ဖမ်းတာဖြစ်ပါတယ်เนาะအဖမ်းစီးအရန်ကျန်းပါတယ်เนาะအဲကြောင့်မလာပါတော့ဟိုဒီမှာလောက်တဲ့လူတွေကလည်းကိုယ်နိုင်ငံသားချင်းကိုပဲသူတို့ကဟိုမှန်ကန်လောက်တဲ့လူရှိတယ်လိန်တဲ့လူရှိတယ်အဲ့ဒီလိုမျိုးဖြစ်နေဒါတွေကလည်းတရားမဝင်ပါဘူးเนาะထိုင်းဥပဒေရမှာဥပဒေချိုးဖောက်ခြင်းဖြစ်ပါတယ်เนาะလာခြင်းနဲ့ဆိုလို့ရှိရင်တရားဝင် passport လျှောက်ပြီးတော့တရားဝင်လမ်းကနေမှလာဖို့ဆီယမတိုက်တွန်းခြင်းပါတယ်เนาะဒီချိန်ကတော့မြန်မာနိုင်ငံကိုမြန်မာနိုင်ငံမှာစစ်ပေးရှောင်ပါညာဖြစ်နေလို့ဒုက္ခများနေလို့လာခြင်းနဲ့ဆိုရင်မလာပါနဲ့ဖုန်းကြီးတို့မဲသလားရှင်လို့ခဏလေးဝတ်နေပါเนาะမြန်မာနိုင်ငံကမကြခင်ငြိမ်းချမ်းတော့မှာဖြစ်ပါတယ်เนาะအဲကြောင့်မလာပါနဲ့เนาะဒီလိုလာရင်လည်းဒုက္ခတွေများတယ်ပေါ့เนาะအခုဗိုက်ရိုက်ပေးမဲ့အစီအစဉ်ကလည်းမဖြစ်သေးပါဘူးเนาะထိုင်းကအစိုးရကဘယ်ရက်ပြန်ရိုက်ပြီးမယ်ဆိုတာတရားဝင်ပြန်ကြော်ညာထားတာမရှိသေးပါဘူးဒီနေ့ထိပေါ့နော်ဒီနေ့ဆိုရင်26ရက်10လ2025ပါအရင်တော့ကတော့ကြော်ညာတယ်တရားဝင်ကြော်ညာတယ်ပေါ့နော်သူတို့15ရက်10လ2025စပြီးတော့ဟုတ်လားဒီဟိုပါပေါ့နော်29ရက်နေ့ထိသူတို့ကရိုက်ပြီးမယ်လို့ကြော်ညာထားတယ်အဲ့ဒါရုပ်တရက်ပြောင်းလိုက်ပါပြီပေါ့နော်လုံးဝရိုက်မပြီးတော့ပါဘူးနော်အဲ့ဒါဆရာမတကယ်လို့သူတို့ရိုက်ပေးမယ်သတင်းထုတ်ပြီးဆိုရင်ပြန်ကြော်ညာပေးပါမယ်နော်တရားဝင်ရိုက်ပေးတာမရှိသေးဘူးပွဲစားတွေကဒါစရင်ကောက်နေတာဖြစ်ပါတယ်တရားဝင်ထုတ်ပြန်ထားတာတော့မရှိသေးဘူးပေါ့နော်တကယ်တရားဝင်ထုတ်ပြန်ထားလို့ရှိရင်ဆရာမပြန်ပြောပေးပါမယ်နော်နောက်တစ်ခုကဆရာမပြောချင်တာကဒီမှာဒါကတော့သူတို့နိုင်ငံရေးပေါ့နော်ဒီအာဆီယံလာလို့သူတို့ဟုတ်လားဒီကမ်ဘောဒီးယားနဲ့ဒီထိုင်းနဲ့ငင်းငင်းရေးသဘောတူစာချုပ်ထုတ်တဲ့ဘာညာဆိုတော့ကောင်းတော့ကားလောင်နေတယ်ဒါပေမဲ့တို့တော့ဘယ်လိုပဲဖြစ်ဖြစ်နော်
ဆရာမပြောတာလို့နားထောင်ပြီးအန်တရယ်တွေဖြစ်မှာဆိုလို့နော်အဲအကြောင်းဒီဗီဒီယိုဖိုင်လို့ like and share လေးလုပ်ပေးပါမြန်မာနိုင်ငံမှာရှိတဲ့လူတွေလည်းဒါလေးကိုသိရမှာဖြစ်ပါတယ်ထိုင်းကိုတက်လာမယ်ဆိုရင်ပေါ့နော်ပတ်စံနေကုန်ပြီးအလကားဖြစ်မှာဆိုလို့ပြောတာပါကျေးဇူးတင်ပါတယ်ရှင့်ဆရာမပြောချင်တာစီကန်းဒီလူကြီးတန်ဖိုးပါနော်အခုဆိုရင်ကထိန်နေရှိတယ်ဟုတ်လားသွားတယ်လာတယ်နော်သူများနိုင်ငံမှာလေနော်ဒါဘယင်မဆိုတော့လေသိရမလားဘယင်ရဲ့ဇနီးဘယင်ရဲ့မဲတော့ဒါ6ဘယင်မြောက်6ဘယင်မြောက်ဆိုနံပါတ်6ဘယင်60မြောက်ဘယင်ရဲ့ကျင်ရတော့ဖြစ်တယ်အဲ့ဒီလိုမျိုးအခုလက်ရှိရကြတော့10ဆက်မြောက်ဘယင်ဒီ10ဆက်မြောက်ဘယင်ရဲ့သူကမဲတော်ဖြစ်တယ်ဒါကိုသိရမှာဖြစ်ပါတယ်ဒါဆိုတော့သူတို့နိုင်ငံအတွက်အရင်ရေးကြီးတဲ့လူတယောက်နဲ့ရွာဆန်ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကိုသိရမှာဖြစ်ပါတယ်တခြားဟာအရာတွေနဲ့မတူဘူးပေါ့နော်ကိုကအနေထိုင်မတက်လို့ရှိရင်အဖမ်းဆီးချုံအောင်ခံရမှာစိုးလို့ဒီမှာဆရာမတခုသတိပေးချင်တာကလူဆိုတာကကိုယ့်ကိုချစ်တယ်လို့ရှိတယ်မုန်းတယ်လို့ရှိတယ်နော်မုန်းလို့အမြင်ကပ်ပုံမှတက်တာမျိုးတွေခံရတာရှိတယ်လို့ဆရာမဒါလေးလာတွေ့ရှိတယ်ပေါ့နော်အဲအကြောင်းမို့အထူးသတိထားပါလို့ကိုမြန်မာတို့ပေါ့နော်ဒါလေးကိုပြောချင်တာရှင့်နော်ကျေးဇူးတင်ပါတယ်ရှင်နော်အော်မေ့နေဆရာမရှိမှာဇာတာစစ်မဲ့ဘိုင်ဘာဖုန်းခေါ်လို့မရဘူးလို့ပြောနေတဲ့လူတွေနော်အဲ့မှာဒီမှာကျူအာကုတ်တင်ပေးထားမယ်ကျူအာကိုစကန်ဖတ်လိုက်တာနဲ့မြတ်ကြခင်ဆရာမမြတ်ကြခင်ဆိုတဲ့ဘိုင်ဘာကိုအော်တိုရောက်တယ်ဘိုင်ဘာကနေမှဓာတ်ရိုက်ဆက်သွယ်လို့ရမယ်ပြင်ဖုန်းခေါ်လို့မရဘူးဒီဖုန်းကိုပြင်ဖုန်းကနေခေါ်ရင်လုံးဝမရအောင်နော် Facebook CB မှာလည်းမဟုတ်ရှင်းလားမသိဘူးနော်ညံပူစော်ကမြန်မာငွေ6300နဲ့6000နဲ့6000နဲ့အပေါက်6000နဲ့3000ဖြစ်တယ်နော်ထိုင်းဘတ်တအူးကို900ဖြစ်တယ်အဲ့ဒါတမင်မက်အောက်ဒီမှာလိုက်ပြီးတော့မမေးဘဲနဲ့လိုက်ပြီးအားချောင်းပြီးမမက်ပါနဲ့လို့နော်မေးကျင်တယ်ဆိုဘိုင်ဘာဖုန်းနံပါတ်တင်ပေးထားတယ်ကျူအာကုတ်တင်ပေးထားတယ်ဓာတ်ရိုက်ဆက်သွယ်လာပေးပါနော်ပြောစရာရှိပွင့်လင်းမပြောတတ်တယ်နော်โอเคကျေးဇူးတင်ပါတယ်ရှင်နော်